ဘလို့ကြီးလေတောင်ဝင်းမှုနဲ့စားတဲ့ပန်းဘာရှိလဲတောင်တလုံးပန်းနဲ့တောင်ကြပန်းကြပန်းရှိရတဲ့တောင်တကယ်တောင်ကြပန်းရှိရဲ့အေး9မိနစ်ပဲကျွန်တော်ကျမစပယ်ဖြူနဲ့မတွေ့ရတော့စပယ်ပန်းတိုးပြီအခုစပယ်ပန်းနေဘယ်နားမှာရောင်းလဲဒီဒီပင်လာတဲ့မှာရှားဆုံးပန်းသွားပြီးရှုံးပြီကျွန်တော်စိန်ညစ်လူလာလို့နေခရုပ်ဆိုးလို့နေထိုးတာဒီနေ့မရှင်ကားတဲ့ကာချင်းကနေအာတိပါတဲ့စပင်ဝီလှည့်ပြီးတော့တဲ့ကြားလာတဲ့အခရာအစနဲ့ပန်း၅မျိုးဝယ်ရမယ်တဲ့အချိန်ကတနားရတယ်အဲ့ဆိုလို့ရှိရင်အကယ်၍ဟိုတာတလင်းကျိတ်တို့သိရမလားအဲ့လိုမျိုးတွေကြာနေတယ်နာကြီးအခုပေအချိန်15မိနစ်ရောတစ်ခုပင်အချိန်15မိနစ်ရောရ၄ခုပယ်လိုက်မယ်60မိနစ်ရပြီရှုံးလိုက်ပြီမရှင်ဒီနေ့မရှင်တွေကရှုံးပါတယ်ရှင်ကဲအဲ့တော့စမယ်နော်လင်းဝင်တစ်ခါလေးလဲထားလိုက်မယ်၅ခုလဲလိုက်မယ်ဘလို့ကြီးလေစားလုံးတို့ခါခွေးတို့ချာတွေးဟောနောက်နေရချက်လဲလိုက်မယ် Another one. ရကောက်ထားစင်လူရရကောက်ရတောင်းဘူးရတာတလင်းကျက်ရဓာတို့ရတောင်းဘူးရရကောက်ရထားစင်လူရအဲ့တော့တောင်းဘူးရဓာကောက်ရထားစင်လူရပဲရှာမယ်အဲ့တော့နိုင်ဝက်နှုတ်ခံလိုက်မယ်အဲ့တော့နိုင်ဝက်ရမယ်9နိုင်နဲ့45ရတယ်ပြီးပါခင်ဗျာကဲတော့သွားမယ် let's go ဟဲ့နေုံမေးသွားပြီတောင်းဝင်းဘူးရရကောက်ရထားစင်တူရလောက်ကြိုးစားတဲ့ကောင်မလေးကဆော့ဆော့စီးစီးကလေးကလှုပ်လှုပ်နေပြီစော်ရွက်ရှိပြီသူရကောက်ကတော့သိရကွာရွှေပန်ဝယ်လို့ရတယ်တောင်းဝင်းဘူးနဲ့ထားစင်တူကတော့နည်းနည်းတိုင်ပတ်မှာအခုပန်းတဲ့ဘယ်နားလောက်မှာလဲဟုတ်ကဲ့ရှင်ကျေးဇူးပါကဲတက်မှာလည်းတော့ကြမယ်ခတ်တာကလေသိလားရှင်အဲ့ဒီကပန်းတွေကိုမသိဘူးကွာသိလားဘာပန်းကဘာလဲဆိုတော့လုံးဝမသိဘူးဟောဒီထဲမှာဝင်မေးလိုက်မလားတောင်ဝင်းဘူးနဲ့စားတဲ့ပန်းကဘာပန်းရှိလဲတောင်ဝင်းဘူးနဲ့စားတဲ့ပန်းကဘာရှိလဲဥမာစပယ်ဆိုလို့ရှိရင်စားလုံးနဲ့စားတယ်လေအဲ့လိုမျိုးတောင်ဝင်းဘူးနဲ့စားတာမရှိဘူးလားဟင်တောင်တလုံးပန်းနဲ့တောင်ကြပန်းတောင်ကြပန်းရှိရတဲ့တောင်တကယ်တောင်ကြပန်းရှိရဲ့တကယ်လားရှိရဲ့ဟိုကြပန်းလေးလိုပဲလေမိဟုတ်လားဟုတ်တယ်အခုဒီမှာရှိပါတယ်အခုမရှိဘူးသွားတခါမှလာတာအခုဒီနေ့ကလေအဲ့တောင်ဝင်းဘူးနဲ့စားတဲ့ပန်းရယ်ထားစင်နူးနဲ့စားတဲ့ပန်းရယ်ရာကောင်းနဲ့စားတဲ့ပန်းရယ်ဝယ်ရမှာမရှိဘူးလားမရှိဘူးလားတောင်နဲ့စားတဲ့ပန်းဘာမှရှိရရှိဘူးတင်ရွှေစပယ်လည်းရှိရဲ့ဟာလားရွှေစပယ်လည်းရှိတယ်ရွှေစပယ်ရှိရပါမရှိစပယ်ဟောအဲ့ဒါလေးကဘယ်လောက်လဲသမီးတို့နည်းနည်းလေးပဲရောင်းပေးပါလားအများကြီးမလို့သမီးတို့နည်းနည်းလေးပဲရောင်းပေးလို့ရဘူးလားဘယ်လောက်ဖို့အနည်းဆုံးရောင်းပေးမလဲဒီလောက်လေးမရလားရတယ်အဲ့လောက်လေးဆိုဘယ်လောက်လဲ2000ဟုတ်ကဲ့ရတယ်2000โอเคအဲ့ဒါလေးရမယ်နော်ဒါရွှေတပည့်ဒါရွှေဟောရွှေကြီးဒါရွှေကြီးပန်းโอเคရကောက်နှလုံးဆက်နော်ဒဘယ်ရကောက်ကျေးဇူးပါကဲတော့ရကောက်တော့ရပါပြီတောင်ဝင်းမှုနဲ့ထဆင်နူးနဲ့တိုင်ပတ်နေပြီဒုက္ခပဲတောင်ကြပန်းရှိတယ်တဲ့တောင်ဝင်းမှာပွင့်တဲ့ကြပန်းတဲ့အခုဒါဘာပန်းလေးလဲထဆင်နူးနဲ့တောင်ဝင်းမှုနဲ့ရှားတဲ့အချိန်မှာအရန်ခတ်တယ်တစ်စေးလုံးကလည်းဟဲ့မရှိဘူးဟဲ့မသိဘူးဟဲ့မရှိဘူးဆိုတာပဲဆိုတော့ရှားတယ်နော်ရှင်းဘာလို့ဒေလီယာအော်ဒေလီယာဟုတ်တယ်ဒါတွေရှိတယ်နော်ခုနကတော့ရင်ရှင်းပယ်လိုက်တာကြတော့ဓာတွေးနဲ့ရှိရကွာအဲ့တော့ဓာတွေးနဲ့ရှိရဆိုတော့ဓာတွေးနဲ့ပန်းဝင်မယ်ညီမနည်းနည်းလေးပဲလိုချင်တာအခုအဆင်ပြေတဲ့လောက်လေးပေါ့အရလားရတပွင့်မယ်လက်ဆောင်ပေးရတယ်ဒါကဒေလီယာโอเคဒေလီယာပန်းအဲ့ဆိုဓာတွေးကျေးဇူးအများကြီးတင်ပါတယ်အခုကျေးဇူးပါနော်တောင်းမှုဒါမို့ထားစင်လူနှလုံးနဲ့တစ်လုံးကွာရှာပြီဟဲ့တမပန်းမရဘူးလားမသိ A few moments later ထားစင်လူမရှိဘူးဒါတွေလည်းတောင်းမှုလည်းမရှိဘူးမဒုက္ခပဲဟာ give and take အနေနဲ့ဘာလုပ်ချင်လဲဆိုတော့နောက်တစ်ခေါက်ထပ်လဲလို့ရမလားနောက်ထည့်လိုက်မယ်ဆိုတော့15မိနစ်ထပ်ချင်15မိနစ်ပဲချိန်ရတော့မှာပေါ့အဲ့မှာတို့4မိနစ်ပဲကြာတော့အဲ့4မိနစ်ပဲချိန်ရတော့မှာပေါ့5မိနစ်ပဲလျှော့ပါ7မိနစ်10နိုင်5မိနစ်အချိန်ပြီးထည့်လိုက်တော့ရโอเคထပ်လိုက်မယ်10နိုင်5မိနစ်ထိချိန်ရမယ်အဲ့တော့7မိနစ်ထပ်လျှော့တယ်ကဲတင်ပေးပါပထမလုံးဝကဲတင်ပေးလိုက်ပါစာလုံးโอเคစာလုံးနဲ့စာလုံးဆိုတော့စပယ်ပန်းအခုစပယ်ပန်းမယ်နားမှာရောင်းနေပုံပြီးဒီရဲ့အခုရှိမှာပဲအော်ရှင်းပါရောင်းဟုတ်ကဲ့ကျေးဇူးပါစာလုံးနဲ့စားတဲ့ပန်းဘာပန်းရှိသေးလဲစပယ်ဖြူရှိတယ်တဲ့အဲ့ရောင်းလိုက်ရင်အခု
ကိုထဲမှာကျေးဇူးပါယေးစားလုံးထပ်သွားမယ်ကွာအင်းတော့စပယ်ဖြူလေးနဲ့တွေ့ရနာဒီမှာလေဟိုကဒါပတ်စံက1000ရတာလေဒါပေမဲ့အရှင်းမှာလည်းပန်းနေဝယ်ရဆိုရင်ရှင်းလက်ထဲမှာအခု8000ပဲကျန်တော့တယ်အကိုကြီးစပယ်ဖြူပန်းရှိလား စပယ်ဒီပါဒီပါစပယ်ဒီပဲ ။အော်ဒါစပယ်ဖြူလား။ဟဲဟဲစပယ်ဖြူလည်းပြီးသွားပြီ။ဒါလေးလေညီမအောင်နည်းနည်းလေးရောင်းပေးပါလား ဟဲ့နည်းနည်းလေးတော့ရောင်းပေးလိုက်တယ်ဟဲ့ ။အလွာတလွာဘယ်လောက်ရှိလဲရှင်။အော်အပင်ကလည်းဟုတ်ဘယ်လောက်ဈေးလေးရအောင်ရှင်။တောင်းတစ်ထောင်။9000မိုး2000မိုးလောက်ရောင်းလား။အော်ကဲရပါတယ်ရှင်ကျေးဇူးပါ။အခုစပယ်ဖြူပန်းရှိလား။နည်းနည်းလေးထောင်ကနန်းလောက်မရောင်းလား။မရဘူးလား။ဟုတ်ကဲ့ရပါတယ်ရှင်။အေး9မိနစ်ပဲကျွန်တော်ကျမစပယ်ဖြူနဲ့မတွေ့ရတော့စပယ်ပန်းတိုးပြီ။စပယ်ပန်းတော့ဝယ်ပြီးပြောဘာလို့စပယ်ပန်းတိုးပြီလဲ။ကဲစပယ်ပန်းဟိုးထိတ်ဒီမှာပဲတီတာလေးပဲရှိတာ။ဒီထဲမှာတစ်ချက်ဝင်ကြည့်ပြီ။စပယ်ဖြူရှောင်းနေဆိုစပယ်ဖြူလိုက်ဝယ်ကြည့်မှာဒါပဲဖြစ်ချင်တော့ဈေးကလက်ကားရောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးဝယ်လို့မရဘူးနော်။လာတော့ပဲစပယ်ဖြူအခုစပယ်ပန်းနေဘယ်နားမှာရောင်းလဲ စပယ်ပန်းဒီမှာမရှိဘူး ဟုတ်လားရှိတော့ဘူး တီတီမြင်လာတဲ့ထဲမှာအရှားဆုံးပန်း ကျေးဇူးပါ သမီးလေးကဖန်ဖြစ်နေတယ် အော်ဟုတ်ကဲ့ ဟိုကသမီးရဖန်ဖြစ်နေတယ် အော်ဟုတ်အခုကျေးဇူးပါရှင် ကစားအိမ်ပါရောကျွန်တော်ကြည့် အော်ဟုတ်ကဲ့ပါကျေးဇူးပါအခု Wait a minute. Who are you? တီရီမြင်လာဈေးမှာရှားဆုံးပန်းစပယ်ပန်းပဲသွားပြီးရှုံးပြီကျွန်တော်စိတ်ညစ်ထိတ်မှာစပယ်ပန်းသွားရှာမယ်ဆိုတော့သွားရှာလိုက်တဲ့အချိန်မှာပဲအဲ့ဒီနားမှာလေစပယ်ပန်းပဲနားမှာရောင်းနေ စပယ်ပန်းတွေကညီမကြီးမရှိတော့ဘူးဘက်မှာကြောင်းရှိတော့တင်းမြ ဟာဟာဟာရှိတာဦးတဲ့စပယ်ပန်းလည်းမတွေ့ပဲအချိန်ကုန်သွားပါတယ်တွေ့တော့ရှိတော့နော်ကဲအဲ့တော့မရှင်လေးကတော့ရှုံးသွားပါပြီစက်ကြည့်ကြပါဦးကဲအဲ့တော့ဒီနေ့ကတော့ဒါသတိမင်္ဂလာဈေးကိုလာပြီးတော့ဒါကာကြီးကနေမြမအခက်ရကာကြီးကနေအာအထီတွေကနေပြီးတော့စပင်ဝင်းလှည့်ပြီးတော့ကြားတဲ့စကလုံးကိုရွေးပြီးတော့ပန်းမျိုးစားတွေလိုက်ဝယ်တာပါအဲ့တော့မရှင်လေးကတော့ရှုံးသွားပါတယ်ရှင်ပန်းလေးကလည်း2မျိုးပဲရခဲ့ပါတယ်ရှင်အချိန်လေးကလည်းမိနစ်20ပဲကြာလိုက်ပါတယ်ရှင်ဟုတ်ကဲ့အဲ့တော့ဒီတစ်ပတ်ကတော့ရှုံးသွားတယ်အဲ့တော့နောက်ပတ်တင်မှာရောဘာတွေလုံးမလဲရှုံးမလားနိုင်မလားဆိုတော့သိချင်လို့ရှိရင်တော့ဆက်ပြီးတော့စောင့်ကြည့်လိုက်ကြပါဦးရှင်အဲ့တော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်တတား